ကျွန်တော်တို့ကြောင်းစည်းရောက်တဲ့နေရာတွေကကြွက်ဒီအရွမ်းဝင်တဲ့အတွက်ကျွန်တော်တို့ကမျက်နှာချက်တက်ဖို့ရန်စဉ်းစားမှမျက်နှာချက်တက်ဖို့ရန်အတွက်သူ့ပြားနဲ့တန်နေဝင်လာဖြစ်ပါတယ်တယောက်တည်းဆိုတော့အပေါ်တက်တယ်အောက်ဆင်းတယ်ဒီဟာစီတိုင်းဆွဲပြီးသားအခြေအနေဖြစ်ပါတယ်တက်တယ်ကျွန်တော်တယောက်တည်းဆိုတော့မြင်းဆွဲလဲတယောက်တည်းပစ္စည်းယူလဲတယောက်တည်းအပေါ်တက်လိုက်အောက်ဆင်းလိုက်ပေါ့ကြွက်တွေရမ်းဝင်တော့မုံတွေကရောင်းရတာထက်ကြွက်တွေကိုကျွေးထားသလိုဖြစ်နေတယ်ကြွက်တွေကဘလို့မဝင်လို့မရအောင်အရင်ကဒီတံပြားနဲ့ပိတ်ပေမဲ့လည်းစမပြေဘူးသူတို့ကအမီးကျိုးတွေကနေတွေ့ပြီးတော့မှဆင်းတော့တော်တော်လေးကိုတို့လာစားကြအဲ့နဲ့ကျွန်တော်လည်းတယောက်တည်းဝရင်ဆိုပြီးတော့မှပတ်ချချလဲအားလုံးကိုဟော်လိုပိုက်နဲ့ဝရင်ဆိုတယ်ဝရင်ဆိုပြီးတော့မှဒီအောက်ကိုကျတော့တခြားမျက်နှာချက်ထက်စီးသက်တာတဲ့သူပြားဝယ်ပြီးတော့ဒီကောင်ကတော့ပတ်ချချလဲအကုန်လုံးကိုဟော်လိုပိုက်နဲ့သူလုတ်ပြီးတော့တဲ့အခြေအနေဖြစ်ပါတယ်အဲ့မှာလက်တွေလည်းရှားပေါ့လက်တွေလည်းပါတယ်ရှားဒီကတော့ကျွန်တော်ပြီးသွားတဲ့အခြေအနေဖြစ်ပါတယ်စီးတော့မတုတ်ရသေးဘူးပေါ့ဒီကောင်ကပတ်ချချလဲကြွက်တွေဝင်လို့မရတော့ပေါ့ဒီကောင်ကတော့စီးတုတ်ပြီးသွားပြီပတိစီးသက်တာတဲ့ပတိတုတ်ထားတယ်ဘောမျက်နှာချက်နဲ့ပတိပူနေလို့အိမ်ရှိတွေပါအကုန်လုံးတုတ်လိုက်တယ်ဆိုင်ခန်းအတွင်းရောအိမ်ရှိတွေရောတုတ်ပေါ့ဒါတော့ပြီးသွားပြီပေါ့သူမုတ်တွေပါအကုန်လုံးယူပြီးတော့မှဒါရောင်းထားပြီပေါ့မကြခင်အကြောင်းဖွင့်တော့မယ်ဆိုတော့စားချင်တဲ့မုတ်တွေညဆိုရင်ယူစားလို့ရပြီ